ထိုင်းနိုင်ငံကြီးမိသားတွေနဲ့လက်တွဲဖို့ထိုင်းမှာကြော့ဝဲပေးလိုက်တဲ့ပိုးမိမိသားမြန်မာမင်းသမီးကြောလေးပိုးမိမိသားကတော့သူမရဲ့နုပညာမှတ်တိုင်တစ်ခုအဖြစ်ထိုင်းနိုင်ငံကနာမည်ကြီးမိသားနဲ့အတူတူရုပ်ရှင်ဇာတ်ကားကြီးတွေတွဲဖက်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။ဒီအလုပ်အတွက်အခြားနိုင်ငံမှာအောင်မြင်စွာနဲ့ကြော့ဝဲပေးခဲ့ပြီးသူမရဲ့နုပညာခီးလန်းစဉ်ကိုအချိန်အဟုန်နဲ့စတင်လိုက်ပြီးပဲဖြစ်ပါတယ်။ကျောင်းသစ္စာမင်းသမီးတလက်အနေနဲ့အိမ်နီးချင်းထိုင်းနိုင်ငံကထိပ်တန်းမင်းသားတွေနဲ့အတူအလုပ်တွဲလုပ်ခွင့်ရဖို့ဆိုတာကတကယ်ကိုမလွယ်ကူတဲ့အခွင့်အရေးတစ်ခုဖြစ်သလိုပိုးမိမိသားရဲ့အရေးအချင်းနဲ့စူးစမ်းမှုကိုသက်သေပြလိုက်တာလည်းဖြစ်ပါတယ်။ပိုးမိမိသားဟာသူမရဲ့တဘာဝကြားတဲ့တရုပ်ဆောင်မှုတွေကြောင့်မြန်မာပြည်သက်တွေရဲ့အခြေကိုရရှိထားရုံတင်မကပဲအခုဆိုရင်ပြည်ပဈေးကွက်အထိပါထိုးပေါက်အောင်မြင်နေတာလည်းဖြစ်ပါတယ်။ထိုင်းမင်းသားတွေနဲ့အတူရိုက်ကူးမဲ့ဒီကားဟာသူမအတွက်ဘယ်လောက်ထိအောင်မြင်မှုတွေယူဆောင်လာပြီးမလဲဆိုတာကတော့ပြည်သက်တွေဟာရင်ခုန်စွာနဲ့စောင့်မျှော်နေကြတာလည်းဖြစ်ပါတယ်။တကယ်ရင်ချင်းရှိတဲ့သူမလို့အောင်မြင်မှသိကြတယ်ဆိုပြီးတော့လည်းပြည်သက်တွေကဝိုင်းဝန်းချီးကျူးနေရလည်းဖြစ်ပါတယ်။နိုင်ငံတကာအဆင့်ထိချိဆက်လာနိုင်တဲ့ပိုးမမီသားအတွက်ဂုံယူဝမ်းမြောက်ကြောင်းစကားလေးတွေလည်းအခုဆိုရင်ဆိုရှယ်မီဒီယာပေါ်မှာပြည့်နှက်လို့နေတာလည်းဖြစ်ပါတယ်။ကမ္ဘာကျော်မင်းသားတွေနဲ့အတူမြန်မာမင်းသမီးလေးပိုးမမီသားကိုတဖန်ပြန်မြင်ရတော့မှာမလို့ပြည်သက်တွေကတော့အရန်ကိုစိတ်လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။ကဲပြည်သက်ကြီးတို့ရောနိုင်ငံတကာထိထိုးပေါက်အောင်မြင်နေတဲ့ပိုးမမီသားအတွက်ဂုဏ်ယူစကားလေးတွေနဲ့အတူရှေ့ဆက်မဲ့သူမရဲ့အမှုပညာခင်းစီအတွက်အားပေးစကားလေးတွေပြောပြသွားကြပါအောင်ရှင်။ရင်ထဲကျွေးတဲ့ကျဲဇက်ကနေအာရှအကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုစကားတင်ဆင်းဝင်သွားတဲ့ပိုးမမီသားပြည်သက်တို့အားလုံးပဲမင်္ဂလာပါရှင်။ပိုးမမီသားဆိုတဲ့အမျိုးသမီးချောလေးကိုတော့အားလုံးသိကြမယ်လို့ထင်ပါတယ်။ပိုးမမီသားကအနုပညာလောကလေးကိုဝင်ရောက်လာတာနှစ်ပိုင်းလောက်ပဲရှိသေးတယ်ဆိုပေမဲ့အခုဆိုရင်တော့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇလံတွဲတွေရိုက်ကူးပြီးအနုပညာလောကထဲမှာနာမည်အတော်လေးကိုရလာပြီပဲဖြစ်ပါတယ်။အကောင်းစားဆန်တဲ့နိုင်ငံခြားမင်းသမီးလေးပုံစံနဲ့ပိုးမမီသားရဲ့တရုပ်ဆောင်ပုံတွေကတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းလေးနဲ့တမှုထူကြလာပါတယ်။အခုလဲပိုးမမီသားကလွန်ခဲ့တဲ့နှစ်ပိုင်းလောက်တွေတုန်းကအချိန်၄လလောက်ပေးပြီးရိုက်ကူးခဲ့တဲ့ရင်းနဲ့ကျွေးတဲ့ကျဲဇလံတွဲကြီးနဲ့ AAC ကချင်းမြင့်တဲ့နိုင်ငံတကာအမျိုးသမီးဇက်ဆောင်စုစကားတင်စင်းတွေကိုသူရောသူ့ရဲ့အဲ့ဒီရုပ်ရှင်ရောကဝင်ရောက်ထားနိုင်ခဲ့တာဖြစ်ပြီးမထက်မဲ့ပဲဝင်ရောက်နိုင်ခဲ့တာဖြစ်တဲ့အတွက်ပိုးမမီအနေနဲ့လည်းလက်ရှိမှာအရန်ကိုပျော်ရွှင်နေရပါတယ်။အဲ့ဒီဇလန်တွဲထဲမှာပန်းရောင်ချဲအလင်းရောင်အောင်ရဲလင်းပိုးမမီသားနဲ့မိုးမြောင်တို့ကအတူတကွတရုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီကားထဲမှာမိုးမြောင်အနေနဲ့သူ့ကိုအများကြီးဆွဲခေါ်ပေးခဲ့တယ်လို့လည်းပိုးမမီသားကဆိုပါတယ်။မိုးမြောင်လိုအကယ်ဒမီများဆုရှင်ကအဲ့တုန်းကဆွဲခေါ်ပေးခဲ့တဲ့အတွက်ကြောင့်လည်းပိုးမမီသားအနေနဲ့နိုင်ငံတကာမှာစကားတင်ဆင်းဝင်သွားရတာဖြစ်ပါတယ်။ပိုးမမီသားအနေနဲ့တွဲပြီးတရုပ်ဆောင်တဲ့အချက်မှာစစခမ်းလိုင်းနဲ့တရုပ်ဆောင်ရတာကအလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်။ဆိုင်ဆိုင်နဲ့လည်းအတူတွဲပြီးရုပ်ရှင်နဲ့ရိုက်ကူးထားဖို့တာကြောင့်သူ့ကိုလည်းကြပြဆန်းတဲ့မင်းသမီးလေးအဖြစ်ပြည်သက်တွေကသိထားကြပါတယ်။ဒါကြောင့်ပိုးမမီသားအနေနဲ့နိုင်ငံတကာစင်မြင့်ချက်မှာရင်းနဲ့ကျွေးတဲ့ကျဲဇက်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇက်ဆောင်စုကိုရယူသွားနိုင်မလားဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။